အားလုံးပဲမင်္ဂလာပါတခေါမွဲစိုက်ပြောခဲ့တဲ့အဲ့ဒီလေသမဒီတူဆိုတာမိုင်းကအရန်ကောင်းတယ်ဘာဖြစ်လို့ဆိုရင်သူကအဲ့လိုမျိုးသူ့ရဲ့idea နဲ့အရန်ကောင်းတဲ့စိတ်ကြီးတဲ့ဒီတခေါမွဲကိုထုတ်တဲ့အခါအဲ့ဒီရွာလူတွေကလေအရန်တိချင်တယ်ဟဲသူကဘာလို့ဒီတခွမွေဒီလောက်အောင်တော့စားဒီလောက်စေးကြီးနဲ့ရမ်းလို့ရတယ်လေတိချင်တယ်လို့လည်းရှိခဲ့တယ်ဒါကြောင့်သူကအဲ့ဒီရက်ွက်မှာလူတွေကိုအားလုံးလာခဲ့ပါတင်ယူချင်တယ်လို့တိချင်တယ်လို့လာခဲ့ပါကျွန်တော်ကဒီအရာကိုပြောပြမယ်ရှင်းပြမယ်တင်ပေးမယ်အလုံးမရှိတယ်လို့ရှိလားဒီနေရာမှာလုပ်ကြည့်ပါအိုက်စာအများကြီးမကုန်ဘူးကျွန်တော်တေးချတင်ပေးမယ်အဲ့ဒီအခါသူတို့လူအဲ့ဒီရက်ွက်လူတွေကလေသူရှင်မလာပြီးမှတင်ယူတယ်ပြီးတော့မေးကြည့်တယ်သူတီးတယ်ဆိုအားလုံးသူကရှင်းပြတယ်တင်ပေးတယ်အဲ့ဒီအချိန်မှာတကယ်အဲ့ဒီရက်ွက်ဆိုတာမြို့တမျိုးဆောင်ကျူလို့ခေါ်တယ်အဲ့ဒီမြို့ဆိုတာလေဒီတခွာမွေးဆိုရင်ဆောင်ကျူတခွာမွေးအဲ့လိုမျိုးပင်ဝရင်ဆိုရင်စတိုဘယ်ရီလားပန်းလားအဲ့လိုမျိုးမျိုးတမျိုးလုံးမယ်ဆိုရင်မူလီမြန်ဆိုရင်ဘာလဲကျွေးကိုဒီမူလီမြန်ကျွေးကိုဆိုရင်အရန်ကောင်းတယ်ဆိုပြီးအဲ့လိုပြောတယ်လို့ပဲဆောင်ကျူမျိုးဆိုရင်တခွာမွေးဒီအကောင်းဆုံးအဲ့ဒီမှာရွာလူတွေဆိုတာအားလုံးသူ့ရဲ့နီလန်းနဲ့တခွာမွေးကိုစိုက်တာခါကြတော့အားလုံးကပိုက်ဆံရတယ်အဲ့ဒါချိန်မှာသူတို့လည်းဝန်တာပဲမဲ့လေဒီတင်ပေးတဲ့လူကအရန်ဝန်တာခဲ့တယ်သူတို့ရဲ့ပျိုးရှင်တဲ့အရာကိုတွေးပြီးမှသူလည်းအရန်ပျိုးရှင်ခဲ့တာပေါ့လူဆိုတာနော်တကယ်သူတဲ့ရတဲ့ငါပဲချမ်းတာမယ်ငါပဲပိုက်ဆံရှာမယ်တခြားလူကိုတင်ပေးငါဥစားရှုံးမှာပေါ့ဒီစိတ်နဲ့သူကတကယ်မတင်ပေးခဲ့ဘူးဆိုရင်တကယ်ပျိုးရှင်ချင်းနဲ့အသက်ရှင်လို့ရမလားသူဆိုတာပေးနိုင်တဲ့မိုင်းရှိခဲ့ပါတယ်ကျမတို့အသက်တာမှာပေးတဲ့သူကကောင်းမလားလက်ခံတဲ့သူကပိုကောင်းမလားမိတ်ဆွေတို့ဘယ်လိုခံယူနေတယ်လဲကျမအသက်တာမှာငါဥစားငါဟာအဲ့လိုမျိုးစိတ်အများကြီးရှိခဲ့ပေမဲ့လည်းဒီစိတ်ပြောင်းလဲတဲ့အခါပေးတဲ့သူနေရာကနေတောက်လျှောက်ကျမကလုတ်ကြည့်တဲ့အခါပြာရောက်လာတဲ့အရာတွေကများလာတယ်ဒါကြောင့်ကျမကဒီမြန်မာပြည်မှာလူငယ်အတွက်အဲ့ဒီမိုင်းကိုတင်ပေးနေပါတယ်ကျမတို့ကမြန်မာတပီလုံးအခုကအများကြီးမဟုတ်ပေမဲ့လည်းမြစ်ကြီးနားပသိမ်တောင်ရန်ကုန်ဒလာအဲ့လိုမျိုးမှာcleaning campaign လုပ်ခဲ့ပါတယ်တကယ်ကျမတို့ကဒီလိုတန်ရှင်းမလုပ်ခင်ဒီလူငယ်တွေကို workshop လုပ်ပြီးမှစိတ်ကိုအချင်းတင်ပေးတယ်ဒါကြောင့်တို့ကအဲ့ဒီတင်ယူပြီးမှပဲဒီ clean campaign လုပ်တဲ့အချိန်မှာအားရပါရလုပ်တယ်ပြီးတော့ပျိုးရှင်ချင်းနဲ့လုပ်တယ်ပြီးတော့ before after အရန်ကွာသွားတယ်အဲ့ဒီအရာကိုကြည့်ပြီးမှတို့ကအရန်ပျိုးရှင်တယ်တို့ကပိုက်ဆံယူတာလည်းမဟုတ်ဘူးလောက်ခယူတာလည်းမဟုတ်ဘူးပင်ပန်းပဲမဲ့လည်းပျိုးရှင်ချင်းနဲ့လုပ်တဲ့အရာကိုတွေ့ခဲ့တာပေါ့ပြီးတော့အဲ့ဒီပါဝင်ချင်းမှာတန်းရှင်းလုပ်တဲ့အချိန်မှာအဲ့ဒီဘဲမှာလူတွေကတွေ့ပြီးတော့အရာဝန်တာတယ်တို့လည်းအရာဝန်တာလို့ဖျက်ဒီယူလာတယ်လို့ရှိတယ်တချို့ကကြားရင်ရောင်းတဲ့ဦးလဲကလည်းသူရောင်းရမယ်ကြားရင်ကိုအကောလုံးနှိပ်ပြီးမှအဲ့ဒီတန်းရှင်းလုပ်တဲ့လူငယ်တွေကိုတိုက်ခဲ့တယ်ပြီးတော့တချို့ကငါထမင်းတာဝန်ယူမယ်အဲ့လိုပြောတယ်လို့လည်းရှိတယ်ရေတန်းကိုလူတယ်လို့လည်းရှိတယ်တို့လည်းအားလုံးကပျိုးရှင်ချင်းနဲ့လုပ်တဲ့အရာကိုတွေ့ခဲ့ပါတယ်ကျမတို့က
ကိုအတဲ့မဟုတ်ပဲတခြားလူအတဲ့အသက်ရှင်တဲ့အရာကိုလည်းစဉ်းစားကြည့်ပါဒါဆိုရင်တခြားလူအသက်ရှင်တာကကိုအသက်ရှင်တဲ့အချိန်မှာခံစားရတဲ့ပျော်ရွှင်ခြင်းထက်တခြားလူအသက်ရှင်တာကပို့ပြီးတော့ပျော်ရွှင်ခြင်းခံစားလို့ရပါတယ်